โอเคခုလုံးမဲ့လေ့ကျင့်ခန်းကကျွန်တော်တို့လမ်းမိုင်းလေ့ကျင့်ခန်းတွေလုပ်ဖို့လည်းအိမ်မှာမရှိဘူးဆိုရင်တံပဲသို့မဟုတ်အလေးပြအလေးတုံးအဲ့လိုကတဲ့ပဲဒါတွေပဲရှိရအဲ့လိုတစ်ခုချင်းလောက်ရတဲ့ဟာတွေပဲရှိရဆိုရင်ကျွန်တော်ဒီမှာကျိုးနဲ့တွဲလောင်းရှိပြီးတော့လမ်းမိုင်းပုံစံမျိုးပဲ effective ဖြစ်တဲ့ပုံစံမျိုးလုပ်လို့ရတယ်ဒီကတော့ကျွန်တော်တို့ Jammer An လို့ခေါ်တယ် Jammer An ဆိုတာအခုကျွန်တော်ဆက်မှာသုံးလို့မျိုးလက်တံနေလို့ဒါမှမဟုတ်အလေးကိုကျိုးနဲ့တွဲလောင်းရှိထားပြီးစော့တာတို့ဒါတွေကို Jammer An လို့ခေါ်တယ်လွှဲပြီးတော့လက်တံကိုလွှဲတာမျိုးကို Jammer An လို့ခေါ်တယ်โอเคဆိုတော့ဒီမှာတော့ကျွန်တော်ကတဲ့ပဲရှိတယ်ကတဲ့ပဲရဲ့ horn လို့ခေါ်တဲ့ဒီဘေးငုတ်ကိုစောင်းပြီးတော့အဲ့ဘက်ကိုကြိုးရှိလိုက်တယ်ရှိပြီးရင်ဒါကျွန်တော်ကတော့ရှိနေပြီးသား TRS ကြိုးပေါ့နော် TRS ကြိုးကိုရှိတ်တဲ့အပေါ်ကျိတ်နှစ်ချောင်းရှိရဲနှစ်ချောင်းပြန်ဆက်ပြီးတော့သုံးထားတာโอเคဒါကတော့ခိုင်ခန့်တဲ့ကြိုးကြိုက်တဲ့ကြိုးကိုရှိပြီးတော့သုံးလို့ရတယ်ဒီသဘောပဲအဲ့လိုသုံးတဲ့အခါမှာအလေးကဘယ်လိုနေရာမှာရှိတင်တယ်လဲဆိုရင်ခါ level မှာရှိတင်တယ်ကိုယ့်ရဲ့ခါ level တော့မှာရှိတင်တယ်โอเคအဲ့လိုရပြီဆိုရင်တော့ဒါကတဲ့ပဲကိုကျွန်တော်သုံးပြမယ်ကတဲ့ပဲဒီအလုံးဖြစ်တဲ့အတွက်ကြောင့်လက်ကင်စရာပြုတ်စရာလည်းမရှိတော့ဘူးကြိုးရဲ့တွဲလောင်းမရှိထားတာဆိုတော့တွဲလောင်းရှိထားတဲ့အလေးကိုသွားမရင်ပိုးပြီးခတ်သွားမယ်ဘာလို့ဆိုတော့ခါလောက်ရှိနေပြီဒါအလေးကိုထပ်မဖို့ဆိုပိုးခတ်သွားပိုးလေးသွားပြီဆိုတော့အလေးကသူ့နဲ့သူစီစဉ်နေတယ်သူအလေးကျင်နေစီစဉ်နေအဲ့ဒါကိုဖြတ်တွန်းအဲ့ဒီအတွက်ကြောင့်ဒီမငြိရင်ဒီလိုဘေးကိုပဲ့ကြတာတွေဒီလိုဘေးကိုလဲကြတာတွေကောင်းအောင်ပြန်ရိုက်မိရဖြစ်နိုင်တယ်ဒါကိုသတိထားဖို့လိုတယ်ဒါကြောင့်ဒီလေ့ကျင့်ခန်းဒီအပေါ်တွန်းလေး stabilize လုပ်ရဖို့ပိုခက်လေးဖြစ်တယ်လေ့ကျင့်ခန်းမျိုးဖြစ်တယ်အဲ့ဒါကိုမှပောက်ကွဲရပါအောင်အမြန်ဆော့မယ်ဆိုရင်ပိုခက်သွားပြီဆိုတော့အလေးပေါ်လေးတွေဓာမယ်လေးတွေရှိပြီးတော့ရင်ကျင့်လို့ရတယ်ကတဲ့ဘဲကနည်းနည်းလေးပိုခက်တယ်โอเคဆိုတော့ဒါကကျွန်တော်လမ်းမိုင်းမရှိတဲ့သူတွေအတွက် Jammer An ပြုတ်လို့နေကိုပြောပြပြီးတော့တခါလေ့ကျင့်ခန်းကိုရှင်းပြပြမှာဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်တို့က Jammer An နဲ့ jack ပုံစံဆော့ jack ဆိုတာကျွန်တော်တို့ကဒီလိုအလေးကိုအပေါ်ကိုအပြည့်မြောက်တင်တာကိုပြောတာဒါဆိုရင်ဒါလေးပေါ်မှာမြောက်နေလေပိုခက်လေငြိမ်မှုပိုခက်လေပဲ့ကြပြီးပြတ်လွတ်သွားတာနဲ့ခေါင်းကွဲမှာပဲဆိုတော့အဲ့ဒီတိုင်ကိုဖြောင်းနေအောင်ထိန်းထားတယ်ပြီးရင်ပြန်ချလာရင်နောက်ချက်တော့နောက်ဆုပ်ပြီးတော့တင်းအားလေးကိုဒီမှာပြန်ထိန်းထားအောင်ဒီလိုထိလုံးပြီးလဲသွားလို့မရဘူးပြောချင်တာဒီတင်းအားလေးအစကတည်းကအလေးကိုစမှကတည်းကတင်းအားရှိတဲ့နေရာလေးကခြေလေးနဲ့တိုးပြီးမှထားတာဒီလိုနေရာကနေမသွားဘူးပေါ့ရှေ့ကိုတလန်းတိုးပြီးဒီလောက်ဖျက်ရမှထားတာဒီမှာကတည်းကတင်းအားရှိနေဒီမှာအဲ့ဒီခါမှာလည်းအလဲတက်တက်သွားတွန်းရင်ပိုခက်တယ်ဆိုတော့ကျိုးရှိတဲ့နေရာနဲ့နီးတဲ့နေရာကိုကင်မယ်ခဏကိုအပေါ် thoracic spine ကို rotate လုပ်ပြီးတော့လွှဲထားတဲ့အားထည့်ထားမယ်ခြေထောက်တွေကဖိအားသည်ခြေပေါ်ရဲ့ရှေ့ဦးပိုင်းတွေမှာကြီးပဲရှိရမယ်နောက်ခြေထောက်လည်းရှေ့ဦးပိုင်းမှာပဲရှေ့ခြေထောက်လည်းရှေ့ဦးပိုင်းမှာပဲရှေ့ကိုစောင့်ပြေးတော့မယ်မြင်လို့ပဲဆိုတော့ဖနှောင်းကြီးနဲ့ထိုင်သေးချာရဒါဘလို့မှရှေ့ကိုသွားမယ်အာမဟုတ်တော့ဒါနားနေရဖြစ်သွားပြီဒါကြောင့်ဖနှောင်းနေကြွထားတာ forward strike လုပ်တော့မဲ့ပုံစံမျိုးဆိုတော့အဲ့ဒီအနေထားမှာ thoracic spine ကိုဒီလိုလှည့်ထားတယ်လှည့်ပြီးရင်လက်ကတွန်းတယ်ခြေထောက်တက်တယ်ဒီလက်ကရွှေ့သွားတယ်လေကိုအပြင်းထန်ရှူထုတ်တယ်ပြီးရင်ပြန်ကျလာရင်ပြန်ဖမ်းထားတယ်ဒါဒီ Jammer An နဲ့ jack ပုံစံဆော့တာโอเคဒီမှာလူပြန်ချလာတဲ့အလားကိုလေပြန်ရှူသွင်းတယ်အပေါ်တွန်းပြီးတော့တဲ့အချိန်မှာအောက်ကိုထုတ်လိုက်တယ်လေကိုနည်းနည်းလေးရှမ်းပြီးတဝက်ထုတ်လိုက်တယ်โอเคရမယ်လို့ထင်ပါတယ်ခိုက်ခန့်တဲ့ကြိုးကိုသုံးလို့ရတယ်အိမ်မှာဒံဘယ်ပဲရှိတယ်ဆိုတာဒံဘယ်သုံးလို့ရတယ်ဆိုတော့ဒီလိုလေ့ကျင့်ခန်းတွေကတော့ပုံစံအရလေ့ကျင့်ဖို့တော့အလေးနည်းနည်းလေးနဲ့ကျင့်ရမှာဖြစ်တယ်ပုံစံရသွားပြီမှန်သွားပြီဆိုရင်တော့အလေးကတစ်တက်ကလေးဖြစ်နေဖို့လိုပဲအလေးပေါ့ရင်စမပြေတော့ဘူးဆိုတော့ပုံစံကျင့်ဖို့တော့အလေးပေါ့လို့ရတယ်ပုံစံမှန်သွားရင်တော့အလေးတိုးရမယ်